Hello ဒီဟာပန်းလုံးမှာပေါ့နော်ပန်းပက်ကလေးလုံးဖြစ်ပါတယ်ကဲကဲစီရယူလာတာပေါ့နော်လို့ပါပြီဘလီနာတော့ဘလီခလုံးပြီးအဲလေပြီးအဲ့ဒါနောက်ထပ်ရောင်ပြောင်းဒီမှာပေါ့နော်အဲ့ဒါလေးကိုပန်းလုံးကြီးပေါ့နော်ပြောပြမယ်တကယ်ဖြစ်မဖြစ်တော့မသိဘူးဖြစ်မှာပါဒီလိုလေးအဝိုင်းလေးကိုဒီလိုတုံးချာလေးထားလို့တယ်ပေါ့နော်အဝိုင်းလေးလုပ်ပြီးတုံးချာလေးထားပေါ့နော်ပြီးလို့ရှိရင်ဒီလိုလေးလဲပြီးလို့ရှိရင်ပြီးသွားလို့ရှိရင်လေးခုပြီးသွားလို့ရှိရင်ဒီလိုလေးလုပ်ပြီးတော့ကြံနဲ့နောက်ဆုံးတော့ခေါင်းလေးအယိုးလုံးနေပါတယ်အယိုးလုံးနေပါတယ်အယိုးလုံးနေပါတယ်ဒီလိုဒီမှာရပါဆိုဒီလိုဒီโอเคနာမီတိတ်မခိုင်တာရဟာလိုက်ပါဟဲ့ပြီးကျွေးမယ်ညောင်ငါရိုက်တာမပြီးသေးဘူးဝင်းပူဖြစ်နေမလားဦးထားလိုက်ညခုနဟာလေးပြောင်းလိုက်ဒီပြောင်းလိုက်โอเคအယိုးရပြီပြီးအယိုးလေးကိုဘယ်လိုလုပ်မလဲဆိုရင်ဒီလိုလေးကိုနှစ်ခုချားရည်ပေါ့နော်ပြီးရင်အောက်ကတစ်ထပ်ခောက်လိုက်ဒီနားထိခောက်လိုက်ခောက်ရလဲလိုက်ပေါ့နော်ပြီးလို့ရှိရင်ဒီထက်ကိုနှစ်ခုလုံးထည့်လိုက်မယ်ထည့်ပြီးရင်ဒီမှာညဒါလေးကိုဒီလိုပတ်မယ်ခောက်လိုက်ပေါ့နော်ပြီးဒီကောင်ခောက်ပြီးတူကကြတော့ဒီနောက်ခောက်နေပြီးဒီနားလေးကဒီခုခါလိုက်ပါပြီးတော့ပါပြီလှရတော့လှတယ်နောက်ဆိုပန်းရပြီးဆုံးသွားပါပြီနောက်တော့ပန်းကလေးလှတော့ကဲလာတဲ့ဒီခဏစောင့်လိုက်ပါမယ်ကဲလာလို့ရှိရင်ဒီမှာပဲရိုက်မှာပေါ့နော်ပန်းကလေးပန်းကလေးရတော့ပါပြီတကယ်ပန်းလို့ပဲတိတ်လုံးမလှဘာလို့ဆိုဒီနားမှာမပါလို့ပေါ့နော်ဒါကိစ္စမရှိဘူးလှပါတယ်ကိုကြက်ကိုကြက်မှာတော့ကဲလာတဲ့ဒီစောင့်မင်းပန်းကလေးကိုခုနကခောက်ထားတဲ့ဟာယူကိုဖက်ယူထုတ်လိုက်ပြီးတော့အရွက်ကလေးပြန်လို့နေရပါမယ်အရွက်ကလေးပြန်လို့နေပါတယ်အရွက်တီးလေးပဲမလို့ချင်ကြီးလို့ချင်ဒီနားထိလည်းအယုပုတ်ခိုင်းအောင်ပြီးတော့နောက်တစ်ခေါက်ပြန်ပြီးသွားပါတယ်အရန်လှပူနဲ့အရန်လှညကဲလာသည်ကဲမလာခင်မကလေးစားလိုက်ပါဦးဒါကြပါကဲစားပါကဲလာပြီလုပ်ပေးထားတယ်ပဲBye bye.